အခုတလောမြန်မာပြည်ရဲ့ Facebook မှာလည်းနည်းနည်းလေးနာမည်ကြီးနေတဲ့ယောဂတစ်ခုရှိတယ်။အဲ့ဒီယောဂကလက္ခဏာမပြဘူး။ဒါပေမဲ့တကယ်ဖြစ်လာရင်ဒီလိုလက်ဖြောက်တစ်ချက်အတွင်းပဲရုတ်တရက်အသက်ဆုံးရှုံးသွားတာပေါ့။ဆိုတော့အဲ့ဒါဘာကြောင့်ဖြစ်တာလဲ။သတင်းကောင်းကဒီယောဂရှိမှန်သိလို့ရှိရင်ကုသလို့ရတယ်။ပြီးတော့ဒီယောဂမဖြစ်အောင်လဲကာကွယ်လို့ရတယ်။ဆိုတော့ဘယ်လိုနည်းလမ်းလေးတွေနဲ့ကာကွယ်ကြမလဲ။ဒီယောဂရှိမရှိဘယ်လိုစမ်းသပ်လို့ရတယ်လဲပေါ့နော်။စားတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အချင်းချုပ်လေးပြောပြပေးမယ်ဗီဒီယိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ်အသက်ကိုကယ်နိုင်တဲ့ idea ရသွားလိမ့်မယ်နော်ယူရီရဲ့အသက်ဆုံးရှုံးတာတွေမဖြစ်အောင်လဲကာကွယ်နိုင်ပါလိမ့်မယ်ကဲပထမဆုံးအနေနဲ့ဒီယောဂဘာလဲဆိုလို့ရှိရင်သွေးကြောတွေထဲမှာအဆီပိတ်တာပေါ့နော်သွေးတွင်းအဆီတက်ကမောက်ကမဖြစ်တယ်သွေးထဲမှာကကျွန်တော်တို့ကောင်းတဲ့ဆီရှိတယ်မကောင်းတဲ့ဆီရှိတယ်အဲ့လိုမျိုးပေါ့အဲ့ဒီအဆီတွေကမောက်ကမဖြစ်တယ်ဒါကိုကျွန်တော်တို့ဆေးပညာမှာ dyslipidemia လို့ခေါ်တယ်ဟုတ်ပြီနော်မြန်မာလိုပဲပြောလိုက်မယ်နော်ဒါသွေးတွင်းအဆီဓာတ်ကမောက်ကမဖြစ်ခြင်းပေါ့တော်တော်များများလေးကြားဖို့ကြတာပါလဲဆိုသွေးတွင်းအဆီဓာတ်များခြင်းဟုတ်ပြီနော်ဒီသွေးတွင်းအဆီဓာတ်များတာကဘာလို့ကြောက်စရာကောင်းတာလဲဆိုရင်ခုနပထမဆုံးကျွန်တော်ပြောခဲ့သလိုသူကယောဂလက္ခဏာမပြဘူးဗာလဲယောဂလက္ခဏာမပြဘူးအဲ့ဒါကြောင့်ရုပ်တရက်အသက်ဆုံးရှုံးသွားတာနော်ဒီလိုမျိုးတွေမဖြစ်အောင်လဲကာကွယ်လို့ရတယ်ဆိုတော့တချို့သူတွေမှာဆိုလို့ရှိရင်သွေးထဲမှာအဆီတွေများလာပြီဆိုရင်ဒီလိုမျက်ခုံတွေမှာအဆီဘူးလေးတွေပေါ်လာတာမျိုးဒီလိုမျိုးနေရာတွေမှာအဆီဘူးအဝါလေးတွေပေါ်လာတာမျိုးရှိတတ်တယ်ဒါပေမဲ့သတင်းစိုးကလူတိုင်းမှာအဲ့ဒီလက္ခဏာမရှိဘူးလူတိုင်းမှာအဲ့လိုအဆီဘူးလေးတွေပေါ်မလာတတ်ဘူးဟုတ်ပြီနော်ဒါပေမဲ့သတင်းကောင်းကကြတော့အဲ့ဒီအဆီဓာတ်များနေလားအဆီဓာတ်တွေကမောက်ကမဖြစ်နေလားဆိုတာကိုသွေးစစ်လို့ရတယ်ဟုတ်ပြီနော်ကျွန်တော်သွေးစစ်လိုက်မယ်ဆိုလို့ရှိရင် lipid profile လို့ခေါ်တယ်အဲ့ဒီ lipid profile စစ်လိုက်မယ်ဆိုလို့ရှိရင်သွေးထဲမှာအဆီက၄မျိုးရှိတယ်ကျွန်တော်တို့ HDL လို့ခေါ်တဲ့အဆီရှိတယ်နောက်တစ်ခုကတော့ LDL လို့ခေါ်တဲ့အဆီရှိတယ်နောက်ပြီးလို့ရှိရင် triglyceride လို့ခေါ်တာမျိုးရှိတယ်နောက်ဆုံးတစ်ခုကတော့ cholesterol ပေါ့နော်ဆိုတော့ဒီ၄မျိုးစစ်လိုက်တဲ့အခါမှာကျွန်တော်တို့ LDL လို့ခေါ်တဲ့မကောင်းတဲ့အဆီတွေများနေမယ်ဆိုရင်အဲ့ဒီအဆီတွေကဘယ်ကိုသွားလဲဆိုတော့သွေးကြိုးတွေရဲ့အတွင်းနံရံကိုသွားတယ်ဟုတ်ပြီနော်သွေးထဲမှာရှိနေတဲ့အဆီတွေကဒါသွေးကြောနံရံကိုသွားပြီးကတ်တယ်အဲ့လိုမျိုးသွားကတ်တော့ဘာဖြစ်လဲဆိုရင်သွေးကြောနံရံနေကျင်းတာပေါ့သွေးကြောနံရံနေကျင်းတာပေါ့နော်အဲ့လိုသွေးကြောနံရံကျင်းသွားရင်အဲ့ဒီကျင်းတဲ့သွေးကြောကနှလုံးမှာသာသွားဖြစ်ကြည့်လိုက်ကိုကလှုပ်လှုပ်ရှားရှားလုပ်တဲ့လမ်းလျှောက်တဲ့ပြေးတယ်လွှားတယ်ပုံမှန်မဟုတ်ဘဲနဲ့ပေါ့နော်နည်းနည်းလေး exercise လုပ်ရတာမျိုးတွေရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှလုံးကသွေးလိုတယ်အဲ့သွေးလိုသူကမြန်ညှစ်ရတယ်ပြင်းညှစ်ရတယ်အဲ့လိုညှစ်တဲ့အချိန်မှာပြဿနာတက်တယ်ဒါလိုလဲဆိုသွေးကြိုးတွေကျင်းနေတော့သွေးရမရောက်အဲ့မှာဘာဖြစ်လာလဲဆိုရင်ဘတ်အောင်လာဒီလိုမျိုးလက္ခဏာလေးတွေရှိတယ်ဟုတ်ပြီနော်အဲ့ကျင်းနေတဲ့သွေးကြိုးကအုံနောက်မှာရှိတာလားအဲ့ဒါမျိုးလို့ဆိုလို့ရှိရင်လည်းပြဿနာရှိတယ်ဟုတ်ပြီနော်ပြဿနာဘာလဲဆိုလို့ရှိရင်သွေးကြောနံရံတွေထဲမှာ LDL လို့ခေါ်တဲ့အဆီတွေစုတာဟုတ်ပြီနော်အဲ့ဒီအဆီတွေစုလိုက်ရင်ပြီးလို့ရှိရင် तू ကတစ်ခါတလေမှာဆိုလို့ရှိရင်သွေးကြောပိတ်တဲ့အဆင့်ထိရောက်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဆီခဲလေးတွေပေါ့နော်အဆီခဲလေးတွေကနေပြီးတော့သွေးကြောနံရံတွေမှာ तू က plaque လို့ခေါ်တဲ့အခဲလေးဖြစ်သွားတယ်တခါတလေမှာကိုကလှုပ်လှုပ်ရှားရှားလှုပ်တဲ့အခါအဲ့ဒီအစီခဲလေးကသွေးကြောနံရံကနေဝုန်းဆိုပြီးတော့ပြုတ်ထွက်သွားတယ်။အဲ့လိုပြုတ်ထွက်သွားရင်သူကသွေးကြောတွေကခန္ဓာကိုယ်တစ်ခုလုံးမှာရှိတာကိုသူကခန္ဓာကိုယ်တစ်ခုလုံးကိုသွားတယ်။အဆုတ်ကိုသွားလို့ရှိရင်အဆုတ်သွေးကြောပိတ်မယ်။အဲ့ဒါဆိုလို့ရှိရင်အသက်ရှူလို့မရတာတွေပါတယ်ဖြစ်မယ်။အဲ့ဒါလည်း emergency နော်အသက်ဆုံးရှုံးတတ်တယ်။နောက်တစ်ခုကတော့အဲ့ဒီသွေးခဲလေးတွေကဟိုသွားဒီသွားလှုပ်ရင်းနဲ့အုံနောက်ကိုသွားပြီးပိတ်တယ်ဆိုတော့ဝုန်းဆိုလေဖြတ်ရောဗျ။ဟုတ်ပြီနော်တခါနှလုံးသွေးကြောတွေကိုပဲသွားပြီးပိတ်တယ်ဆိုတော့နှလုံးအလုံးမလို့တော့ဘူးဗျနှလုံးအလုံးမလို့တော့ရင်တော့မိတ်ဆွေတို့တည်ထားပြီးသားအသက်ဆုံးရှုံးတာပေါ့ကဲဒါဆိုလို့ရှိရင်ဒီပြဿနာကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲပေါ့ဖြေရှင်းနည်းကနှစ်ခုရှိတယ်ဟုတ်ပြီနော်ပထမတစ်ခုကကျွန်တော်တို့ဒီသွေးတွင်းစီတန်းများရဲဆိုလို့ရှိရင်ဆေးတောက်လို့ရတယ်တော်တော်များများတည်ထားပြီးသား statin လို့ခေါ်တဲ့ဆေးတွေရှိတယ်အဲ့ဒါတောက်လို့ရတယ် statin နဲ့အဆင်မပြေတဲ့သူကနောက်ထပ်ဆေးတစ်မျိုးရှိတယ်အဲ့ဒါတော့ကျွန်တော်မပြောတော့ဘူးနော်အဲ့ဒီဆေးလေးလည်းတောက်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆေးတွေကဆရာဝန်ညွှန်ကြားချက်နဲ့တောက်ပါတယ်ဟုတ်ပြီနော်ကိုကကိုဝယ်ပြီးတောက်တယ်ဆိုရင်ပထမဆုံးဘာဖြစ်နေလဲဆိုတော့အိတ်ဆေးနဲ့ကိုနဲ့အဆင်မပြေတာဖြစ်တတ်တယ်ဟုတ်ပြီနော်ဘာလို့လဲဆိုတော့ဆေးပမာဏနည်းလားများလားကိုကမချိန်တတ်ဘူးလေဆရာဝန်မှမဟုတ်တာဟုတ်တယ်မလားအဲ့တော့ဆရာဝန်နဲ့ပြလိုက်ဆရာဝန်နဲ့ပြရင်သူကတင့်တော်တာကိုပေးလိမ့်မယ်နောက်တစ်တိထားစင်တာကဒီလိုမျိုး statin လို့ခေါ်တဲ့ဆေးတောက်နေတယ်ဆိုလို့ရှိရင်တချို့ပိုးသက်ဆေးတွေကိုကိုသွားပြီးမတောက်အောင်အဲ့လိုမျိုးပိုးသက်ဆေးတွေနဲ့ဒီ statin နဲ့သွားပြီးပေါင်းလိုက်ရင်ဒီကြွက်သားတွေပြဿနာတတ်တဲ့ rhabdomyolysis ဆိုတာရှိတယ်အဲ့ဒီပြဿနာလည်းဖြစ်တတ်တယ်ဒါကလည်းဟိုပေါ့အရေးကြီးတဲ့ပြဿနာတစ်ခုပေါ့ဆိုတော့ဒီလိုမျိုးပြဿနာလေးတွေကြုံရတတ်တာဖြစ်တဲ့အတွက်သွေးရင်းအဆီဓာတ်နည်းလားများလားဆေးတောက်ဖို့လိုနေပြီလားဆိုတာကိုသွေးစစ်လိုက်သွေးစစ်လို့အချိန်ကြီးမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဆေးတောက်လို့ရတယ်ဟုတ်ပြီနော်ဆေးတောက်တာကိုမှကျွန်တော်တို့ကအာနိသင်ထပ်ပြီးကောင်းကျင်သေးတယ်ဆိုလို့ရှိရင် lifestyle modification ဆိုတာရှိသေးတယ်အဲ့ဒီ lifestyle modification နဲ့
ဆေးတောက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာကိုပေါ့နော်ဗတ်ပေါင်းစုံကနေတိုက်ထုတ်လိုက်တာဗတ်ပေါင်းစုံကနေအဆင်ပြေအောင်ကုသလိုက်တာဖြစ်တဲ့အတွက်အာနိသင်ပို့ပြီးကောင်းတယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးသွေးရင်းအဆီတက်များတာတွေကိုကာကွယ်ဖို့အတွက်ဘာတွေလုပ်အောင်မလဲဒီသွေးရင်းစီတက်များတဲ့ပြဿနာကိုအဆင်ပြေအောင်ကုသဖို့အတွက်ဆေးတောက်တာပြင်ဘာလေးတွေလုပ်လို့ရတယ်ဆိုလို့ရှိရင်တော့ဆေးလေးတောက်တဲ့မိတ်ဆွေတွေတော့ကတော့ I'm sorry to say that you must quit smoking နော်ဆေးလေးလုံးဝဖျက်ရဟုတ်ပြီနော်သွေးတို့ရှိလားသွေးကြဆေးလေးသေချာတောက်စီးကြိုရှိနေလားစီးကြိုဆရာဝန်နဲ့ပြပြီးတော့စီးကြိုဆေးလေးသေချာလေးတောက်လိုက်ဟုတ်ပြီနော်နောက်တစ်ခုကကျွန်တော်တို့လေ့ကျင့်ခန်းလုပ်လို့ရတယ်လေ့ကျင့်ခန်းလုပ်လို့ရတယ်အရေးကြီးတယ်ကျွန်တော် UK မှာဆိုလို့ရှိရင်ဒီလေ့ကျင့်ခန်းလုပ်တယ်ဆိုလို့ရှိရင်သူက reward လို့ခေါ်တယ်စူးလက်ဆောင်တွေပါပေးရရှိတယ်အခုဆိုအဲ့ဒီ program စနေပြီလို့ကျွန်တော်ဟိုရက်က BBC မှာဖတ်လိုက်ရတယ်ဆိုတော့အဲ့ဒါအရေးကြီးရယ်နော်တစ်ပတ်ကိုမိနစ်150လောက်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင်အခုပြောခဲ့တဲ့ပြဿနာတွေကိုရှော့ချနိုင်တယ်နောက်တစ်ခုကကျတော့အစီများတဲ့အစားအသောက်တွေကိုကျွန်တော်တို့မြန်မာလူမျိုးတွေတင်မကဘူးတစ်ကမ္ဘာလုံးကြိုက်တယ်ဆိုတော့အစီများတဲ့အစားအသောက်တွေတော့ရှော့စားပေးဖို့လိုတယ်ဟုတ်ပြီနော်စီစားရဲဆိုလို့ရှိရင်စီတန့်တာမျိုးဥပမာတော့ကျွန်တော်မြန်မာနိုင်ငံမှာတော့တန်လွင်စီရဖို့ခက်မယ်နော်အဲ့ဒီစီဆိုရင်တော့ကောင်းတာပေါ့ဗျာနော်နောက်တစ်ခုကတော့ဟင်းသီးဟင်းရွက်ပေါ့နော်ဒီအသားကြော်တွေဟာမျိုးစီပြန်ဟင်းတွေဟာမျိုးထက်စာရင်လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေနောက်တစ်ခုက whole grain လို့ခေါ်တော့ whole grain ဆိုတာပေါင်မုံဆိုလို့ရှိရင်လည်းပေါင်မုံချမ်းဆန်ဆိုလို့ရှိရင်လည်းဆန်လုံးစိတ်ညိုဆန်ချမ်းလိုဟာမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေစားပြီးမယ်ဆိုတာကျန်းမာရေးနဲ့ညီညွတ်တယ်ကိုလေးချိန်များနေတဲ့သူတွေကတော့ကိုလေးချိန်လေးရှော့ဖို့လိုတာပေါ့ဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင်ကိုလက်စထရောကိုဘယ်သူတွေစစ်တင်လဲပေါ့အဲ့ဒါမှကိုကဒီကိုလက်စထရောစစ်ဖို့လိုလားမလိုလားဆိုတော့သိမှာပေါ့နော်ဆိုတော့ဘယ်လိုလူတွေစစ်တင်လဲဆိုလို့ရှိရင်တော့ယောဂခံရှိတဲ့သူတွေအထူးသဖြင့်သွေးတို့စီးကြိုဒီယောဂခံရှိတဲ့သူတွေနောက်ပြီးတော့မိသားစုဝင်တွေထဲမှာဒီလိုရုတ်တရက်နှလုံးရက်တာတို့နှလုံးယောဂရှိတဲ့သူတွေဆိုလို့ရှိရင်တော့ဒီကိုလက်စထရောကိုစစ်တင်တယ်၃မျိုးရှိပါတယ်နော်နောက်တစ်ခုကတော့ဆေးလေးတောက်တဲ့သူတွေနောက်တစ်ဖွဲ့ကတော့ကိုလေးချိန်များတဲ့သူတွေပေါ့နော်ဒီအဖွဲ့တွေထဲမှာပါတဲ့မိတ်ဆွေတွေကတော့ကိုလက်စထရောလေးစစ် lipid profile လို့ခေါ်တဲ့သွေးလေးစစ်ပြီးမယ်ဆိုလို့ရှိရင်ရုတ်တရက်အသက်ဆုံးရှုံးတာမျိုးတွေမဖြစ်အောင်ကာကွယ်လို့ရပါတယ်ဟုတ်ပြီနော်ဒါကတော့ရုတ်တရက်အသက်ဆုံးရှုံးသွားနိုင်တဲ့ယောဂလည်းဖြစ်တဲ့ silent killer လို့ခေါ်တဲ့ပြဿနာကသူကလက္ခဏာမပြဘူးအဲ့ဒါကြောင့်အခုကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာလေးကိုအခေါင်းထဲမှာ idea ရပြီးတော့ကိုလက်စထရောလေးစစ်သွေးထဲမှာအဆီဓာတ်တွေများနေတယ်ဆိုလို့ရှိရင်လေ့ကျင့်ခန်းလေးလုပ်မယ်ကိုလေးချိန်လေးရှော့မယ်စီးလေးတောက်မယ်ဆိုလို့ရှိရင်တော့သက်တမ်းစိတ်နေလို့ရအောင်အထောက်အကူလေးတော့ဖြစ်တာပေါ့ဗျာနော်အခုလိုမျိုးသက်ရှည်ကျန်းမာဖို့အတွက်တန်ဖိုးရှိတဲ့ကျန်းမာရေးဘိုးသူတာဗီဒီယိုလေးတွေအမြဲတမ်းလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒေါက်တာချန် TikTok နဲ့ Facebook ကို follow လုပ်ထားပြီးတော့လေ့လာလို့ရပါတယ်ခင်ဗျာဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ bye bye